စင်ရတဲ့ဘက်မှာတယောက်မိထားပေါ့နော်သူကကတော့ဟာသာဖြစ်နေလို့ဆိုတော့တာကီလိုလာတဲ့ပေါ့နော်သူကကိုခါနာလက်ချက်တီချောတော့တမငေါလောက်ကွာနေရမှာလေအမအတဲပဲဆွဲလိုက်အောင်လားလေအဲ့ဆိုတော့သူညအမျိုးကွာနေမှဆိုတော့ဇင်လေးပုံမှန်ဆွဲနေကြဆိုတော့ပြောပါနော်အမကိုခါနဲ့လက်ချက်တီများဆိုတဲ့တရီလောပဲကွာရမရှိပြောอ่ะเนาะအညဖြစ်တော့သူပတ်တာဆွဲခိမလို့ဟောကိုခါလက်ချက်ကိုခါတာခိမတရီပဲတာပေးရမယ်တာပြီးတော့ဆိုမှားထားရမယ်ကိုလိုရှင်ဆိုသည်7.5ဖြစ်တော့30.5လိုသေးเนาะလိုသေးဆိုအမပေါ်စားတိုင်းဆွဲလိုက်မယ်30တာပြီးပဲဆွဲလိုက်မယ်ဆွဲလိုက်ပြီးတဆိုရလေရမလို့ဆိုတော့ခေါ်အချက်လေးတော့ဖြာပြပြီးเนาะဒီကောင်မေးလေးရတစ်ခုပဲပြလိုက်မယ်เนาะရလေမလို့ဆိုမှနော်ချမ်းကြောကျင်းနေရအောင်တစ်ချက်ကိမယ်ဟာကြောကျင်းနေရအောင်မှာကြောကျင်းနေရအောင်ခွဲပြီးတော့ဆိုတော့အမနေမှာလို့အားလေးကို35ဖိုင်တော့စားထည့်ပေးမယ်နော်သူကလို့အား35ဆိုပေးမယ်ဒါလေမြောက်ဆော့စားထည့်ရအောင်ဆိုပြီး2.5လောက်ထိပဲစားထည့်ပေးရမယ်ဟာ35နဲ့အမြောက်စားထည့်ပေးမရနော်လို့အားစသည့်35အဲ့ဒီအမြောက်ပဲထည့်ရမယ်2.5ပဲထည့်ပေးရမယ်နော်2.5ထိပဲအမြောက်ဆော့ထည့်ပေးရမယ်ဖြစ်တာနော်အမြောက်ဟဲ့ထည့်ပေးရမယ်2.5 cm ခွဲပြီးကောက်ပေးရမယ်နော်အညိုးလောက်ချုပ်ပေးမယ်ဆိုတော့လူကြီးလေးတို့ကြောပြင်းကုန်တယ်လူကြီးလေးတို့ဆင်းပြေရလိမ့်မယ်မနော်ကျေးဇူးတင်ရှင်